အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကိုယ်စကားကိုတိတ်ဆိတ်ထားတဲ့နေရာ၅မျိုးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဘဝမှာလူမှုဆက်ဆံရေးနဲ့ဘဝတိုးတက်ရေးအတွက်တိတ်ဆိတ်စွာနေတတ်ခြင်းဟာအရေးကြီးသောပညာရပ်တစ်ခုပဲဖြစ်ပါတယ်အထူးသဖြင့်အောက်ပါနေရာ၅မျိုးမှာတင့်စကားကိုထိမ့်သိမ်းရဖို့အထူးလိုအပ်ပါတယ်နံပါတ်1သူတစ်ပါး၏အပြစ်အနာအဆာကိုပြောတဲ့နေရာဘဝမှာလူတဦး၏ချို့ယွင်းချက်များကိုမလိုအပ်ဘဲထုတ်ဖော်ပြောဆိုခြင်းကတင့်အားမကောင်းသတင်းဖြန့်သူအဖြစ်ထင်မြင်စေပါတယ်အထူးသဖြင့်လူစုလူဝေးထဲမှာသူတစ်ပါး၏ဂုဏ်သိက္ခာကိုမထိခိုက်စေရန်ရှောင်ရှားဖို့လိုအပ်ပါတယ်။နံပါတ်2တဲ့အတွက်အကျိုးမရှိသောအငြင်းပွားမှုများဘဝမှာဘာသာရေးနိုင်ငံရေးသို့မဟုတ်ပုဂ္ဂိုလ်ရေးအယူအဆများနှင့်ပတ်သက်၍အချီးနှီးအငြင်းပွားခြင်းကတင့်အချိန်ကိုဖြုံးယုံတာမကဆက်ဆံရေးကိုပါထိခိုက်စေနိုင်ပါတယ်။အထူးသဖြင့်တင့်အမြင်ကိုတန်ဖိုးမထားသောသူများနှင့်စကားများခြင်းအငြင်းပွားခြင်းတို့ကိုရှောင်ဖို့လိုအပ်ပါတယ်။နံပါတ်3တင့်အောင်မြင်မှုအစီအစဉ်များတင်းရဲ့မပြီးပြတ်သေးသောရည်မှန်းချက်များစီးပွားရေးအစီအစဉ်များကိုအလားအသပြောပြခြင်းကအခွင့်အလမ်းများကိုလက်လွတ်စေနိုင်ပါတယ်။ဘဝမှာအောင်မြင်တဲ့သူအများစုကအလုပ်တစ်ခုကိုလုပ်ပြီးမှပြောတတ်ကြပါတယ်။ဒါကြောင့်အလုပ်မလုပ်ခင်ကြွားဝခြင်းကိုရှောင်ကျဉ်ဖို့လိုအပ်ပါတယ်။နံပါတ်4မိသားစုနှင့်ပုဂ္ဂိုလ်ရေးပဋိပက္ခများတင်းရဲ့မိသားစုအတွင်းကမကျေနပ်ချက်များအိမ်တော်ရေးပြဿနာများကိုအပြင်လူများထံဖွင့်ဟပြောဆိုခြင်းကတင်းမိသားစုရဲ့ယုံကြည်မှုကိုပျက်စီးစေနိုင်ပါတယ်။ဤကိစ္စများကိုယုံကြည်ရသောအနှဲငယ်သောသူများနှင့်သာဆွေးနွေးတိုင်ပင်သင့်ပါတယ်။နံပါတ်5တင့်အကြံဉာဏ်ကိုမတောင်းတဲ့နေရာတင့်ထံမှအကူအညီသို့မဟုတ်အကြံမတောင်းဘဲဝင်ပြောခြင်းကစေတနာကိုမလိုလားအပ်သောဝင်ရောက်ဆွတ်ဖက်မှုအဖြစ်မြင်စေပါတယ်။အထူးသဖြင့်လူကြီးများအထက်အရာရှိကြီးများနှင့်ဆက်ဆံရာမှာတင့်သောနှုတ်ဆက်ခြင်းကယာရုရှိသူ၏ဂုဏ်သိက္ခာကိုမြင့်တင်ပေးနိုင်ပါတယ်။ဘဝမှာစကားပြောရန်လွယ်ကူတော်လဲတိတ်ဆိတ်ရန်ခက်ခဲသည်ဆိုတဲ့စကားအတိုင်းမြည်သည့်အချိန်တွင်မြည်သည့်စကားကိုပြောရမည်သို့မဟုတ်တိတ်ဆိတ်နေရမည်ကိုသိရှိခြင်းသည်ဉာဏ်ပညာရဲ့အမြင့်မားဆုံးအဆင့်တစ်ခုပဲဖြစ်ပါတယ်။အခုဆိုရင်ဘဝမှာကိုယ်စကားကိုတိတ်ဆိတ်ထားတဲ့နေရာ၅မျိုးကိုသိကြမယ်လို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။